စွန်နန်စီက1989ခုနှစ်မှာကျန်းဟွမ်ယွမ်နဲ့လက်ထပ်ခဲ့ပြီးသူကမြို့တက်ပြီးအလုပ်လုပ်မယ်ဆိုတာကြောင့်အမေအမွေနှစ်တွေတောင်ရောင်းပြီးခရီးစရိတ်ပေးခဲ့တယ်။သူမကတော့ရွာမှာကလေးကိုတယောက်တည်းပြုစုရင်ရက်ခမတွေကိုပါ4နှစ်ကြာပြုစုဆောင်ရှောက်ခဲ့ပေမဲ့ကျန်းဟွမ်ယွမ်ကတပြားတစ်ချက်မှပြန်မပို့ခဲ့ဘူး။နှစ်တွေကြာပြီးနောက်ကျန်းဟွမ်ယွမ်ကမြို့မှာအောင်မြင်လာတဲ့အခါဇနီးနဲ့သမီးကိုမတိတလို့လုပ်ပြီးတခြားမိန်းကလေးနဲ့မင်္ဂလာဆောင်မှုတောင်လုပ်လိုက်တယ်။စွန်နန်စီကအမှန်တရားကိုဖော်ထုတ်ပြီးတရားမျှတမှုရဖို့တရားစွဲမယ်လို့ဆုံးဖြတ်လိုက်တော့ကျန်းဟွမ်ယွမ်ကပတ်စံပေးပြီးအမှုရုပ်သိမ်းခိုင်းတယ်။ဒါပေမဲ့စွန်နန်စီကပတ်စံမလို့ပဲတရားမျှတမှုကိုပဲလိုချင်တာကြောင့်လက်မခံခဲ့ဘူး။ကျန်းဟွမ်ယွမ်ကသူတို့ကရွာမှာပဲလက်ထပ်ခဲ့တာလက်ထပ်စာချုပ်မရှိတာကြောင့်သူ့ကိုတရားမစွဲနိုင်ဘူးလို့အထင်ကြီးနေခဲ့တယ်။နောက်ဆုံးမင်္ဂလာပွဲနေ့မှာစွန်နန်စီကလူအများရှိမှသူ့ရဲ့အသိကိုဖော်ထုတ်ဖို့ရောက်လာပေမဲ့သူမကိုတရားရုံးမှာတိုင်ကြားဖို့အထောက်အထားတွေစုဆောင်းတာကပိုကောင်းမယ်လို့ရဲဘက်ကအကြံပေးခဲ့တယ်။စွန်နန်စီကလည်းအမှုအတွက်တပ်တွေစုဆောင်းဖို့ရွာကိုပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီချိန်မှာကျန်းဟွမ်ယွမ်ရဲ့မိသားစုကပါစွန်နန်စီကိုဖိအားပေးပြီးအမှုရုပ်သိမ်းခိုင်းကြတယ်။သူ့အမေကတားဖြစ်သူကိုကောက်ကွယ်ရင်းစွန်နန်စီနဲ့သမီးဖြစ်သူကိုပါအထင်သေးစော်ကားခဲ့တယ်။ကျန်းဟွမ်ယွမ်ကလည်းသမီးကိုမိန်းကလေးဆိုတာသူများအိမ်ကိုပဲသွားရမယ်သူဆိုတဲ့အသွေးနဲ့အထင်သေးခဲ့တယ်။စွန်နန်စီကတော့လုံးဝလက်မလျှော့ပဲကျန်းဟွမ်ယွမ်ကိုတရားဥပဒေအရအဆုံးထိရင်ဆိုင်မယ်လို့ဆုံးဖြတ်ထားတယ်။အဆုံးမှာတော့ကျန်းဟွမ်ယွမ်ဘက်ကအမှုစာရွက်စာတမ်းတွေကိုဆုတ်ဖျက်ပစ်ပြီးစွန်နန်စီကိုတောင်ကျိုးနဲ့ချီဖို့ကြိုးစားလာတယ်။သမီးလေးကမိခင်ကိုကောက်ကွယ်ပြီးအော်ဟစ်တားဆီးခဲ့ပြီးအဲ့ဒီအချိန်မှာသူ့ဖခင်ကလည်းတားရဲ့လုပ်ရက်တွေကိုမြင်ပြီးငါမင်းကိုအပြစ်ရှိတယ်ငါသားလုပ်ခဲ့တာအတွက်တောင်းပန်ပါတယ်ဆိုတဲ့သဘောနဲ့ဝမ်းလဲလာခဲ့တယ်။